တော်တော်များများကမြန်မာပြည်မှာအတွေးလွဲနာတစ်ခုပြောအောင်ဒီဖရာရဲ့တရားတော်တွေကိုကိုယ်ဝေရဘာသာအဖြစ်သတ်မှတ်ပြီးယုံမြမကဒါတွေကလောကုတ္တရာစာတွေဒုနဲ့မဆိုင်ဘူးဆိုရင်အတွေးရှိအဲ့ဒါဘယ်ဟာစပြီးတော့အဲ့ဒီအတွေးဝင်လာတော့ဆို1885ခုနှစ်လွတ်လပ်ရေးဆုံးရှုံးသွားတယ်တီဘောမင်းပါသွားတယ်နောက်ပိုင်းမှာအနောက်တိုင်းကလူတွေရဲ့အတွေးခေါ်တွေဝင်ရောက်လာသည့်အတွက်ကြောင့်ဘုရားရဲ့တရားတော်တွေဟာထမင်းကျွေးနိုင်တာမဟုတ်ဘူးဆိုပြီးတော့လောကီပညာမှာထမင်းဝရတယ်ဆိုပြီးအဲ့ဒီပဲရပ်ပေါ်အဓိကအဲ့လိုဖြစ်ကုန်နော်ရှေးတုန်းကဘယင်တို့ဝန်ကြီးတွေဗါတွေကမြတ်စွာဘုရားဟောတဲ့တရားတော်တွေနဲ့အသုံးချပြီးတော့ပကံမျိုးကြီးတိဆောက်ခဲ့တယ်မန္တလေးမျိုးကြီးတိဆောက်ခဲ့တယ်အင်ဝါမျိုးကြီးတိဆောက်ခဲ့တယ်အမရပူရမျိုးကြီးတိဆောက်ခဲ့တယ်လှုပ်ဆောင်သွားတဲ့ຢာတွေက ABCD တစ်လုံးမှမပါဘူးဖြစ်မသွားဘူးလားတာလုံးမင်းတရားလက်ထက် ABCD ရှိကိုမရှိသေးဘူးနော်လှုပ်သွားတာကိုယ်နိုင်ငံနဲ့ကိုယ့်ဟာကိုယ်ရှိတော်တော်ဆုံးရှုံးသွားတဲ့နောက်မှာ ABCD ကဝင်လာတယ်မိုးရဥလို့ဆိုလိုတာမဟုတ်ဒုက္ခနဲ့သူအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုနောက်ပိုင်းကျတော့ဘုန်းကြီးတို့ငယ်ငယ်တုန်းကခဏပြောတတ်ကြတယ်ဒါလောကုတ္တရာစာလောကီစာလောကုတ္တရာစာဆိုခွဲခြားပြီးပြောနေကြတယ်မြတ်စွာဘုရားဟောတဲ့တရားတော်တွေကလောကုတ္တရာဆိုတာမဲ့ဖို့နိဗ္ဗာန်၃ခုပဲရှိတယ်နာမည်နဲ့ပြောမယ်ဆိုရင်မဲ့၄ပါးဖို့၄ပါးနိဗ္ဗာန်လောကုတ္တရာတရား၉ပါးဆိုတာကြားဘူးလိမ့်မယ်မဲ့၄ပါးဖို့၄ပါးနိဗ္ဗာန်ဒီမဲ့၄ပါးဖို့၄ပါးနိဗ္ဗာန်ကဘုန်းကြီးလည်းမရသေးဘူးပိဋကတ်တွေလည်းမရကြသေးဘူးအဲ့တော့ဘုန်းကြီးကလောကီလားလောကုတ္တရာလားမေးရင်ဘယ်လိုပြောခီတုံးပဲရှိသေးတယ်ကိုယ့်ကိုမကုန်းနိုင်သေးဘူးအဲ့လိုသာမှတ်တာနော်သင်္ကန်းဝဏ္ဏနဲ့လောကုတ္တရာမဟုတ်ဘူးလောကုတ္တရာမဟုတ်ဘူးအဲ့တော့လောကီလောကုတ္တရာရဲ့အဓိပ္ပာယ်ကဘာလို့ဆိုလောကီယလောကနဲ့ပတ်သက်နေတော့မှရှိသေးတယ်လောကုတ္တရာဆိုတာလောကကထွက်ခွာသွားပြီလောကုတ္တရာရဲ့အထက်ရောက်သွားပြီဆိုမှလောကုတ္တရာဖြစ်တာ